အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တနင်္လာနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစားအဆုံးသေချာလေးကြည့်ပေးပါခင်ဗျာတခါတော့ကရွာငယ်လေးတွေရွာမှာအောင်မျိုးလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်အောင်မျိုးဟာဝါပညာကိုအလွန်စိတ်ဝင်စားပြီးတော့နိုင်ငံကျော်ဝါပညာရှိကြီးဦးသစ်စီမှာတပည့်ခံပြီးတော့ပြင်ကြားသင်ကြားနေခဲ့ပါတယ်။သူဟာအရေးချင်းရှိပါတယ်။ဉာဏ်လည်းကောင်းပါတယ်။ဒါပေမဲ့သူမှာအားနည်းချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့စိတ်မရှိတာပါပဲ။သူကအရာရာကိုအမြန်လိုချင်နဲ့အမြန်တက်ချင်နဲ့အမြန်အောင်မြင်ချင်ပါတယ်။ဒီနေ့မှာတော့ဆရာကြီးဖြစ်သူကတော့အောင်မျိုးကိုခေါ်ပြီးတော့ပြောပါတယ်။အောင်မျိုးမင်းအတွက်ဒီနေ့ငါအလုပ်တစ်ခုပေးမယ်။ဟိုးရှိကဝါယုံကြီးတဲ့ကနေပြီးတော့အကောင်းဆုံးဝါတစ်လုံးကိုရွေးပြီးတော့ငါအတွက်လက်ဖက်ရည်တောက်ဖို့အတွက်ဝါခွက်အလားလေးတစ်ခွက်လုပ်ခဲ့ပါ။အောင်မျိုးကလည်းဟုတ်ကဲ့ပါဆရာဆိုပြီးတော့ဝမ်းသာအားရနဲ့ပဲဝါယုံတော်တဲ့ကိုဝင်သွားခဲ့ပါတယ်။စိတ်ထဲမှာတော့ဒါများဘာခက်မှမှတ်လို့တနားရီလောက်ဆိုအပြီးလုပ်ပြမယ်လို့တွေးနေခဲ့တာပေါ့။သူဟာဝါတစ်လုံးကိုခုတ်ပါတယ်လိုသလိုဖြတ်တယ်ဓာတ်နဲ့အမြန်ချစ်ပြီးတော့ခွက်ပုံစံဖြစ်အောင်လုပ်လိုက်တယ်ခဏအကြာမှာတော့သူလှုပ်ထားတဲ့ဝါခွက်လေးကိုကင်ပြီးတော့ဆရာစီကိုဂုံယူစွာနဲ့ပဲပြန်လာခဲ့ပါတယ်ဆရာရပါပြီဆရာအတွက်ဝါခွက်ပါဦးတေကတော့ဝါခွက်လေးကိုယူကြည့်လိုက်ပါတယ်ပြီးတော့ဘာမှမပြောဘဲနဲ့ခေါင်းကိုဖြည်းဖြည်းလေးခါလိုက်တယ်အောင်မျိုးမင်းရဲ့ဓာချက်တွေကကြမ်းလွန်နေခွက်ရဲ့နှကန်းသားတွေကမညီဘူးမင်းရဲ့စိတ်လောနေတာကိုဒီခွက်ကတက်တီပြနေတယ်ဒါဟာအကောင်းဆုံးလက်ရမဟုတ်သေးဘူးနောက်တစ်ခေါက်ထပ်သွားလို့ချီအောင်မျိုးနည်းနည်းတော့စိတ်ပြက်သွားပါတယ်ဒါပေမဲ့ဆရာစကားကိုမလွန်ဆန်နိုင်တော့နောက်တစ်ခေါက်ထပ်လို့ရပြန်တယ်ဒီတစ်ခါတော့သူပို့ပြီးတော့သတိထားပြီးတော့လုပ်ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာမြန်ပြီးကျင်လိုက်တာဆိုတဲ့အတွေးကတော့စိုးမိုးနေတော့မှာပဲဒုတိယအကြိမ်လှုပ်လာတဲ့ခွက်ကိုလည်းဆရာဦးသစ်ကအရင်လိုပဲခေါင်းခါလိုက်ပြန်တယ်မဟုတ်သေးဘူးအောင်မျိုးမင်းရဲ့အာယုံစူးစိုက်မှုကလုံနေသေးတယ်ထက်လုပ်ပါဦး၃ချိန်မြောက်၄ချိန်မြောက်အောင်မျိုးတော်တော်လေးစိတ်ထဲကျလာပါပြီသူလှုပ်တဲ့ခွက်တွေဘလောက်ကောင်းဆရာကတော့ဘယ်တော့မှအကောင်းဆုံးလို့မပြောခဲ့ပါဘူးညနေဆောင်တော့သူစိတ်တူပြီးတော့ဆရာကိုမေးလိုက်တယ်။ဘာဖြစ်လို့ကျွန်တော်လှုပ်တာကိုဘယ်တော့မှမကြိုက်ရတာလဲဆရာ။ကျွန်တော်အကောင်းဆုံးလှုပ်နေတာပဲမဟုတ်ဘူးလား။အဲ့ဒီခါမှာတော့ဆရာဦးသစ်ကပြုံးပြီးတော့အောင်မျိုးရဲ့ပခုံးကိုပုတ်လိုက်ပါတယ်။အောင်မျိုးငါလိုချင်တာကမင်းစီကဝါခွက်တစ်ခွက်တည်းမဟုတ်ဘူး။ငါတကယ်လိုချင်တာကမင်းရဲ့စိတ်။မင်းဟာဝါတစ်လုံးကိုရွေးတဲ့အချိန်မှာသူ့ရဲ့အကြောအမြင်သူ့ရဲ့တက်တန်းကိုစိတ်ရှည်လက်ရှည်နဲ့လေ့လာရမယ်။ဒါတစ်ချက်ထွန်းလိုက်တိုင်းမှာကိုယ့်ရဲ့အသက်ရှူသံနဲ့အညီတည်ငြိမ်နေရမယ်။မင်းရဲ့စိတ်ကပြစ္ဆုတ်ပံတက်မှာရှိနေရမယ်။အဲဒီလိုစိတ်နဲ့လှုပ်တဲ့လက်ရမှသာတကယ်အသက်ဝင်တဲ့လက်ရအကောင်းဆုံးလက်ရဖြစ်မှာပေါ့။ဆရာစကားကိုကြားလိုက်ရတဲ့အခါမှာတော့အောင်မျိုးတစ်ယောက်အတီတရားရသွားခဲ့ပါတယ်။သူဟာဝါခွက်ကိုအမြန်ပြီးဖို့ပဲစဉ်းစားနေခဲ့တာ။ဝါခွက်ကိုဖန်တီးနေရတဲ့လုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုတော့သူမေ့နေခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာတော့အောင်မျိုးဟာဘာမှမပြောဘဲနဲ့ဝေယုံတော်တဲ့ကိုအေးအေးဆေးဆေးပြန်ဝင်သွားပါတယ်။သူဟာဝါလုံးတစ်လုံးကိုအချိန်ယူပြီးတော့ရွေးတယ်။သူ့ရဲ့အထီးအတွေ့သူ့ရဲ့အနန္တကိုခံစားတယ်။ပြီးမှဖြည်းဖြည်းချင်းသူ့ရဲ့အလုပ်ကိုစတင်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူ့စိတ်ထဲမှာအချိန်ကိုအနိုင်ယူခြင်းနဲ့စိတ်မြန်ပြီးခြင်းနဲ့စိတ်တွေတော့မရှိတော့ပါဘူး။ဝါနဲ့ဓာတ်နဲ့သူ့ရဲ့စိတ်နဲ့တသားတည်းကြနေခဲ့ပါပြီ။ရဲ့အနေငယ်ကြတဲ့အခါမှာတော့အောင်မျိုးဟာအလွန်လှပပြီးတော့တည်တက်တဲ့ဝါခွက်လေးတစ်ခွက်ကိုကင်ပြီးတော့ဆရာစီကိုပြန်ရောက်လာခဲ့ပါတယ်။ဦးတေကတော့အဲ့ဒီခွက်လေးကိုလက်မှာကင်ကြည့်ပြီးတော့ဂျင်းနဲ့စွာပြုံးလိုက်ပါတယ်။ကောင်းနေအောင်မျိုးအခုမှမင်းတကယ်အလုပ်လုပ်တတ်သွားပြီဒီခွက်ကမင်းရဲ့စိတ်ရှည်ခြင်းနဲ့အာယုံစိုက်ခြင်းကိုတက်တည်ပြနေတယ်ဒါကတော့အကောင်းဆုံးလက်ရပဲဇလန်းလေးကတော့ဒါပါပဲခင်ဗျာကျွန်တော်တို့ရဲ့ဘဝတွေမှာလည်းအောင်မျိုးလိုပါပဲအောင်မြင်မှုကိုအမြန်လိုချင်ကြတယ်ပန်းနိုင်ကိုအမြန်ရောက်ချင်ကြတယ်
ဒါပေမဲ့တခါတလေမှာပန်းနိုင်တဲ့အဖို့အရေးကြီးတာကပန်းနိုင်ကိုသွားနေတဲ့ခရီးစဉ်တစ်ခုလုံးပါပဲအဲ့ဒီခရီးစဉ်မှာကျွန်တော်တို့တင်ယူခဲ့ရတဲ့စိတ်ရှည်သီးခံမှုအာယုံစူးစိုက်မှုနဲ့စ조사အောက်ထုတ်မှုတွေကမှတကယ့်ဘဝရဲ့အဖို့တန်ဆုံးယတနာတွေဖြစ်ပါတယ်နားဆင်သူမိတ်ဆွေတွေရောတင်းရဲ့ဘဝမှာအရင်တလို့လုံနေတဲ့ဝါခွက်တစ်ခွက်များရှိနေမလားဆိုတာကိုဒီဇက်လန်လေးကိုနားထောင်ပြီးတော့ပြန်လဲစမ်းသစ်ကြည့်နိုင်မယ်လို့ပြောလင်းပါတယ်နောက်တစ်ခါမှလည်းအခုလိုမျိုးစိတ်ဝင်စားစရာဇက်လန်တွေနဲ့ပြန်တွေ့ပါအောင်မယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေ။